ကိုကိုစိုက်တဲ့ဘူးညိုဟင်းဂျိုလေးချက်မယ်ကိုကမချက်လို့ရှိရင်လည်းကိုဟာကိုပဲပြင်စားသွားဝယ်စားမယ်ဈေးတွေကြီးတာပေါ့အဲ့ဒါတော့နားမလဲဘူးကြီးများဖို့တွေပဲစဉ်းစားမဟုတ်လို့ရှိရင်ဟိုမစားကြုံဒီမစားကြုံပြီးသွားလို့ရှိရင်ကျတော့ကိုကဘာလဲစဉ်းစားကြည့်ကိုလာရအောင်ချက်ပြီးပြုတ်ရေးတစ်ချက်လေးတော့စိတ်ဝင်စားလားမှလည်းစိတ်ဝင်စားကြီးတော့ထိုင်များတတ်တယ်နော်ဟင်းတစ်ခွက်ကုန်ချက်ရတယ်ဆိုတော့လွယ်ကူနေတဲ့ကိစ္စမှမဟုတ်ဘူးကိုရဲ့ကိုပြောလိုက်လို့ရှိရင်အမြဲတမ်းအဲ့ဒီမျက်နှာရည်နဲ့လာမကြည့်နဲ့နော်ဒီမှာဟောဒီမှာမိန်းမတားလေးကိုသေရောက်လုံးချက်ပြုတ်ဖို့အတွက်ချွေးတယ်နဲ့သေရဲရင်နဲ့ဒီမှာလုံနေရတာနည်းနည်းတော့ကိုချင်းစာတရားလေးကိုခေါင်းထဲမှာထည့်โอเคကိုကြီးထိုင်နေရလို့ရှိရင်တော့ဒီမှာဒီရိုးတွေနဲ့ပဲကောက်ကျွေးမှာဒီရိုးတွေနဲ့ပဲကောက်ကျွေးမှာနော်ပြောပြသွားပြီနော်နောက်ခါကြလို့ရှိရင်အဲ့ဒီရမှာမျက်နှာထားကိုပြင်လိုက်ပန်းမုံလိုက်တဲ့ကြက်အိုးကမိမိကြိုက်တယ်ဆိုတော့ပန်းမုံလိုက်တဲ့ကြက်အိုးလေးကိုတော့မိမိကြိုက်လေးလုပ်လိုက်မယ်နော်ဒါလေးကိုကြက်အိုးလေးနဲ့ကြောမယ်ကိုကြီးမိမိကြိုက်တဲ့ဘူးညိုဟင်းရည်လေးရယ်ကိုဘာကြိုက်တာလဲဟိုမဲလေးဆိုမိမိကမကြိုက်ဘူးတေချာလေးဖဲ့ရမှာတော်လားလောက်ဝင်နေကိုကျက်ဥလည်းတစ်လုံးလောက်ဆိုရပြီနော်ကျက်ဥမြန်ကြိုက်လာဒါမှမဟုတ်လို့ရှိရင်ကျက်ဥနည်းနည်းပဲကြိုက်လာမိမိကတော့တစ်လုံးလောက်ပဲထပ်လိုက်မယ်နော်မလိုအပ်တဲ့နေရာမှာဝိတ်စင်ဖြစ်အောင်โอเคကိုဘူးညိုဟင်းလေးလည်းရပါပြီကြိုက်တဲ့ဒါကြောအသားထုပေါ့နော်ဒါထုကြောင့်ဒါလေးကတော့ကိုမိမိကြိုက်တဲ့ပန်းမုံလာနဲ့ကျက်ဥကြောဥချမယ်နော်အဲ့လေစားဘူးညိုဟင်းရဒါလည်းမိမိကြိုက်တဲ့ဟာပဲကိုနင်နာရဘလို့ဖြစ်နေတာဟင်းနေကြီးမများနဲ့တော့ပြောထားရနော်တားဟင်းပပနောက်နေကြတားဟင်းချက်ကြည့်မယ်အခုဒါနဲ့ပဲစားပြုံးဟာမျက်နှာရအဲ့လိုမျိုးဆိုမစားတော့ဘူးနော် smile ထပ်ပြုံးဟုတ်ပြီနောက်ကကြရင်သမင်းစားကအဲ့လိုပြုံးရှင်နဲ့စားတာပဲလို့ချင်နောက်ကကြရင်သမင်းအိုးပေါက်တာတော့မှနေမှာနော်ဘာမှမချက်ကြွေးပဲနဲ့မမယ်ဆက်